လူဘဝကိုရောက်လို့လာပြောစရာဆိုတာဘာမှမသိခဲ့ပါအသက်ရွယ်သာကြီးရင်လာပြောစရာဆိုတာဘာမှမသိခဲ့ပါအသေးချာပြန်လေကစဉ်းစားကြည့်တဲ့အခါပြောစရာဆိုတာကွယ်နဲလုံးလှပါတယ်ဒီလောကကြီးထဲမှာဒုက္ခတွေဟာများလုံးတော့ခံစားရမတတ်တာဘူးဖြစ်ချင်တာတွေမဖြစ်ခဲ့ပါဘူးဖြစ်ချင်တာတွေမဖြစ်ချင်တာတွေဖြစ်တာဆုံးနေမလုပ်ချင်တာတွေလုပ်ရပါဘူးမလုပ်ချင်တာတွေလုပ်ရတာဆုံးနေတထင်အောင်မကွယ်ထင်အောင်မိတဲ့လောကကြီးရဲ့သေရဆက်တဲ့ဝမ်းရထွားတွဲမုံကြောကင်းတဖြာရဖို့ရုံးကန်ကလှရှားရပြီလေထင်အောင်ထင်မှနဲ့အမြင်တွေဝါတဲ့စိတ်ပြတ်တဲ့ငါစိတ်ညစ်ခဲ့တာအချိန်တွေများများလာတဲ့တကယ်တမ်းမှာတော့အကြောင်းကမကောင်းခဲ့လို့ကောင်းကံတွေနဲ့ဝေးခဲ့ရတာကောင်းကံတွေနဲ့လုံးလို့ပါအတိတ်ကကောင်းကံတွေများလုံးခဲ့ရင်ဒီလိုဒုက္ခတွေ့ရဖို့ပဲမမြင်မကောင်းတဲ့ဘက်မှာဝေးရဖို့ပဲမမြင်မကောင်းတဲ့ပျော်မွေးတဲ့ဒီစိတ်ကြောင့်လားမကောင်းတဲ့အလုံးလုံးခဲ့တာများလုံးလုံးနေမှာဖြစ်ချင်တာတွေမဖြစ်ခဲ့ပါဘူးဖြစ်ချင်တာတွေမဖြစ်ချင်တာတွေဖြစ်တာဆုံးနေလုပ်ချင်တာတွေလုပ်ရပါဘူးမလုပ်ချင်တာတွေလုပ်ရတာဆုံးနေထင်အောင်ထင်မှလည်းမြင်တွေဝေဝါတဲ့စိတ်ပြန်ကစိတ်ညစ်ခဲ့တာအချိန်တွေများများလာတဲ့အကောင်းကံ